နေတာကိုကူးခဲ့ပါတယ်။ရမ်းချုပ်ပါတယ်ဒီတိုင်းကိုကူးတာပါ။အခုကတော့ဗုဒ္ဓစတူပါကိုရောက်နေပါတယ်ဒီမှာပါလူတွေကတော့များနေအချိန်ကတော့ထမင်းစားချိန်တောင်ရောက်နေပြီခေပါလိုက်ကြည့်ပေးပါအောင်နော်ခုမဲခိုင်တို့ရောက်နေတာဒီ route တော့ပါပေါ့နော်ဒီမှာရှုခင်းလဲတေချာလေးမြင်ရတာပေါ့နော်စားတောက်ဆိုင်မှာခုဒီစားတောက်ဆိုင်ကကြတော့အဓိကတော့ဒီ disable တွေကိုခန့်ထားရတဲ့နေရာပေါ့နော်အဲ့ဒါမဲခိုင်တို့ကအဲ့နေရာကိုအားပေးခြင်းလို့ဆိုပြီးတော့ဒီမှာလာစားတာမီနူးလေးဆက်ပြမယ်နော်ဒီကတော့တရုတ်ဆိုင်ပေါ့နော်သူ့မှာခောက်ဆွဲကြော်မဲခိုင်တို့မှာစားရပေါ့နော် Chinese အရာသားဒါကတော့နေ့လည်စာစားမှဖြစ်တဲ့အတွက်မဲခိုင်တို့တဲဘက်လဲမှာထားပါတယ်လိုက်ကြည့်ပေးပါအောင်နော်ဟန်နီလီမွန်ဂျီဂျာလေးမှာထားပါတယ်ဂျင်းနဲ့တင်းတင်းလေးရတယ်ပြားရည်လေးနဲ့နည်းနည်းလေပင်းလေးကြားနေတော့အပူပဲတောက်လိုက်မယ်နော်ကောင်းနေတော့ဟုတ်အချင်းရဲ့အချိုးရဲ့သူကဂျင်းရတာတော့မှဒီမှာတိတ်မရအောင်ဒီထဲမှာလေအချင်းနဲ့အချိုးအဲ့ဒီရတာပိုးပြီးတော့ကဲကောင်းတယ်So good. အကြီးပဲ Okay ဒီမှာသူရဲ့ချောင်းမှုပေါ့နော်။အဲစားမယ်ခောက်ဆွဲကြောချောင်းမှုတော့သူခောက်ဆွဲပဲပေါ့။သူရဲ့ခောက်ဆွဲကလေဒီလိုမျိုးကိုရီမြန်မာနိုင်ငံမှာလိုမျိုးခောက်ဆွဲအလုံးကြီးပုံစံနဲ့ပွားတယ်ပေါ့နော်။ဒီကြည့်ပါမယ်။ခောက်ဆွဲကအဲ့လိုမျိုးလေ။ဇုံသားအေးရပုံစံမျိုးသွားတယ်သူကလေ။နည်းနည်းဆန်ဘက်ကိုနည်းနည်းလေးပူတော့ဒါလေးကဝတ်သားလေးပါso good ခေါင်းရတာကိုရီမလိုမျိုးဒါတိတ်မဲ့အယူပေါ့နော်မဲ့စားရပါတယ်စားကောင်းပါတယ်ပထမစချင်းစားမယ်ဒါကတော့မဲခိုင်ရဲ့ညီပေါ်မှာပထမဆုံးစားတယ်နေ့လည်စားပါတဲဘက်ပေါ့နော်တဲဘက်ကိုမဲခိုင်ကစိတ်သားနဲ့မှာထားတယ်တဲဘက်ပါ24 hour ဆိုတဲ့အတိုင်းသူတို့ကဒီမှာထမင်းရတော့ share စားတယ်ဒါတော့တခြားအမတွေမှာထားလေးလေမဲခိုင်ရိုက်ပြထားတာပါသူတို့ကတော့ဒီမှာအဲ့မှာကြေးပန်းနဲ့မှာထည့်ပေးထားတာပေါ့နော်ဘန်းရလေးနေရပဲပို့ပြီးတော့သူတို့ကအရသာရှိသွားအောင်အပေါ်ကနေပြီးထောပတ်စီလေးပေါ့နော်အပူပေးထားတဲ့ထောပတ်စီလေးကိုစီပေါ်မှာလောင်းနေပြီးရင်ဟေးပေါ်မှာလည်းလောင်းပါတယ်အဲဆိုပိုမွေးပြီးတော့စားကောင်းပါတယ်နော်အခုကတော့ဒဲဘက်စားပါတော့မယ်ဒါမိခါတော့ဒီမှာစိတ်သားနဲ့မှာလိုက်တာပေါ့နော်စိတ်သားနဲ့အပေါ်မှာတော့မှာထောပတ်လေးဆန်တာထောပတ်နံလေးကမှုနေတာဂီးပေါ့နော်ဂီးနံလေးကမှုနေရမယ်ဒီမှာသူကတော့ဒီမှာဆန်လေးကတော့ဒါမိခါတော့ဒီမှာဘတ်စမာတီဟာလေးပေါ့နော်အဲ့ဒါလေးโอเคကဲဒီမှာသူကဒဲဘက်ဆိုတဲ့အတိုင်းဒီမှာသူ့ရဲ့စုပါမယ်ပေါ့နော်ပါနော်သူ့ရဲ့ပဲအရေးရလေကောင်းတယ်တော့ကိုမဆက်ဘူးတော့ဒါပေမဲ့သူ spice လေးတော့လေအဲ့ဒီရတာလေးတော့ရတယ်ဒါလေးနဲ့နည်းနည်းစားပါမယ်ဂီးနာတော်တော်မှုေးနေပေါ့နော်good ကောင်းတယ်ပဲပြသွားလို့ရှိရင်ဒီမှာဟုတ်လားစိတ်သားစားမယ်နော်စိတ်သားနဲ့မြည်ကြည့်ပါမယ်သူစိတ်သားတော့နည်းနည်းလေးတော့မာတယ်တော့သိလားဒါမဲ့မြည်ကြည့်ပါမယ်စိတ်သားနည်းနည်းရွက်ကလေးပါတယ်စားကြည့်ပါမယ်
ဒါနည်းနည်းနူးညံ့မှုလို့ပဲပေါ့နော်မဲခိုင်နေနေဆိုလို့ရှိရင်တော့ဒီကတော့ပဲဟင်းရည်နဲ့စားတာပါပြီးရင်ဒီမှာတို့တော့ချင်းချင်းဆက်ဆက်ရတာလေအဲ့ရတာလေအဲ့တော့ပပလာပါပြီးတော့သူအရက်ကြော်လေးလည်းပါတာပေါ့နော်ဟိုမှာအရက်ကြော်လေးပြမယ်ဟင်းမှာကော်ပီလေးလည်းပါတာပေါ့နော်ကော်ပီလေးနဲ့အာလူလေးနဲ့ပြီးရင်ဒီမှာပန်းကော်ပီပေါ့နော်ပန်းကော်ပီလည်းပါတယ်အဲ့ကြောင့်တနည်းနည်းလေးဆက်တဲ့ဘက်ကိုသွားရတယ်ကဲဒီမှာတော့ထိုင်ဝမ်မုံညင်းရက်ကြော်ပါရက်ကြော်ကသူ2မျိုးပေါ့နော်ဒါကတော့အချိုဘက်ကိုသွားတဲ့ဟာမျိုးဒီဘက်ကကျတော့အဆက်ဘက်ကိုနည်းနည်းသွားတယ်ဒါတော့ဒင်းနေမှာနောက်ဆက်မယ်သူ့ရဲ့နှစ်ကမစိုးဒီမှာပါဇက်နဲ့ကြိုက်တယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ပဲဟင်းညိုတော့ဒါပေမဲ့အရသာပေါ့နော်နည်းနည်းလေးတဲ့ဘက်ကိုသွားတာပေါ့နော်အဲ့ဒီကပူဆက်တယ်ပေါ့နော်ဒါပေမဲ့ဒါ mint အရသာလည်းပါမှုရပေါ့နော်အဲ့လိုမျိုးဆက်တာတော့ဆက်တယ်လုံးဝအကြီးပြေသွားမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့လက်နဲ့ share ဆဲရပါတော့မဲခံတော့ဒီမှာဘုံဖြုတ်နေပဲစားမယ်နော်ဒီမှာအကြီးပဲတွေ့ပါပလားရန်ကုန်မှာဆိုတူလေးဟာသူပြန်ခောက်ထားဟုတ်ဟုတ်ပါတွေ့ရတယ်ဒါးရတယ်နည်းနည်းလေးမှာတက်သားဆိုရင်တော့ပိုကောင်းမှထင်တယ်ပေါ့နော်။ဦးရန်ကုန်မှာဆိုလို့ရှိရင်အဲ့လိုအသားတွေနူးနူးညံ့ညံ့လေးပေါ့နော်။ဒါပေမဲ့သူကနည်းနည်းတော့မှာ။ဒီအနှစ်တွေကဒီဂီးနဲ့လေခမင်းနဲ့လေစားလိုက်တဲ့အချိန်မှာတော်တော်လေးကောင်းတယ်။ဆက်တာတော့ဆက်တယ်။ဒီမှာဒါနည်းနည်းချင်တယ်မှုေးတယ်ဆက်တယ်အဲ့လိုသွားတာโอเคအဲ့ဒါဆိုမဲခိုင်းဆက်စားလိုက်ပါအောင်မယ်နောက်တစ်ပတ်ထပ်စားအောင်မယ်ဆိုတာလက်ကြည့်ပြီနော်